င်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့ကျုံမအဖွားကြီးနဲ့တူတယ်လို့ပြောခဲ့တဲ့သမီးစိုးကိုတဘာဝပုံလေးနဲ့ခြေပြလိုက်တဲ့ဝတ်မုံရွှေကြီးပါပရိသတ်ကြီးပြီးခဲ့တဲ့ရက်ပိုင်းကဝတ်မုံရွှေကြီးကသမီးစိုးကိုပြောဆိုခဲ့တဲ့သတင်းကအရန်ကိုပွဲစုနေခဲ့ပါတယ်သမီးစိုးကမိတ်ကပ်တွေရောင်းနေရတဲ့ဝတ်မုံရွှေကြီးကိုတရုတ်အဖွားကြီးနဲ့တူတယ်မိတ်ကပ်ပြင်ထားလို့လှနေတာမိတ်ကပ်တာမပြင်နိုင်လုံးဝမလှဘူးဆိုပြီးပြောဆိုခဲ့ပါတယ်ဝတ်မုံရွှေကိုမြန်မာပြည်ရဲ့အလှပရင်မလို့တင်စားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့သူကတော့ရုပ်ရည်ချောမောသူမဟုတ်ဘူးရုပ်ဆိုးတယ်ဆိုပြီးပြောခဲ့တာပါ။အသားဖြူုံပဲရှိပြီးတော့ရုပ်ကတော့လုံးဝမချောဘူးလို့ပြောခဲ့တာပဲဖြစ်ပါတယ်။သမီးဆိုအခုလိုပြောတာကိုဝတ်မုံရွှေကတော့စာအရှိကြီးရွေးပြီးတော့စောင်းတင်တာမျိုးမလုပ်ခဲ့ပါဘူး။မသိသူလိုသာနေခဲ့တာပါ။သူမအကောင့်မှာတော့ပုံလေးတွေတင်ခဲ့ပါတယ်။သူမတင်ခဲ့တဲ့ပုံလေးတွေကတော့အေးရထားစားမိတ်ကပ်လုံးဝလိမ့်မထားပဲဘာမှမပြည့်မစင်လုပ်ထားတဲ့ပုံတွေပဲဖြစ်ပါတယ်။အခုဆိုရင်မိတ်ကပ်ပြည့်မထားပဲလူအများရှိတဲ့ဈေးထဲကိုသွားပြီးတော့မနက်စာသွားစားခဲ့တာပါ။သူမအနေနဲ့ဒီပုံလေးတွေကတော့ရွေချက်ရှိရှိတင်လာခဲ့တာပဲဖြစ်ပါတယ်။သူမကိုမိတ်ကပ်မပြင်ထားရင်အဖွားကြီးတရုတ်အဖွားကြီးနဲ့တူတယ်လို့ပြောတာကိုပြန်လဲခြေပခဲ့တဲ့ပုံပါပဲ။ပရိသတ်တယောက်ကတော့ယောက်ျားရမှရမ်းလာတယ်လို့လည်းပြောခဲ့ပါသေးတယ်။ဝမုံရွှေကတော့အခုလိုမျိုးတဘာပုံတွေတင်ပေးလာတာကတော့စာသားလေးပါရေးပြီးတင်လာခဲ့တာပဲဖြစ်ပါတယ်ရှင်လူတွေကလည်းဝမုံရွှေရဲ့ပုံလေးကိုအရန်ကိုချီးကျူးနေပါတယ်ရုပ်ရည်ချောမောတာကြောင့်လည်းသူမကတော့မင်းသမီးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်သူမမင်းသမီးဖြစ်လာပုံကတော့ဒါရိုက်တာတယောက်ကသူမကော်ဖီဆိုင်မှာထိုင်နေရကိုတွေ့ပြီးကြော်ညာရီခေါ်ရိုက်ခဲ့ပါတယ်သူများနဲ့မတူတဲ့ထိတ်တန့်မင်းသမီးဖြစ်နိုင်တဲ့အလှတရားနဲ့အရေးချင်းနေရှိနေလို့ခေါ်ရိုက်ခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်အယုံမလေးနဲ့တူတယ်ဆိုပြီးပရိသတ်တွေထက်မှရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။သမီးစိုးတယောက်ကတော့ဝမုံရွှေကိုမလှဘူးလို့ပဲပြောခဲ့တာပါ။ဒါကြောင့်လည်းသမီးစိုးကိုတော့ပရိသတ်တွေကပြင်းပြင်းထန်ထန်ဝေဖန်နေတာဖြစ်ပါတယ်။ဝမုံရွှေကဆိုရှယ်မီဒီယာမှာဝန်နိုင်ကျဲပြီးတော့ဖြည့်ရှင်းတာမျိုးလည်းလုပ်လို့မရှိပါဘူး။ပြန်နာသားပါနဲ့ပဲပြန်လဲတုံ့ပြန်တတ်တာပဲဖြစ်ပါတယ်။ဒါအပြင်သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလည်းထုံးပြတတ်ပါဘူး။ကိုရိုင်းကထုတ်မကြွားပြီးမဲ့သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုတော့ရှိမိအောင်ထုတ်ပြခဲ့တာပါအကယ်ဒမီပေးပွဲမှာဆိုရင်လေသိန်းပေါင်း3000တန်နဲ့ကြောက်စိမ့်လွယ်စဲကြီးကိုဝစ်ဆင်ခဲ့တာပါအခုလိုမျိုးသမီးစုပ်ကိုပညာသားပပနဲ့ပြန်လက်ချိပခဲ့တဲ့ဝတ်မုံရှိကိုချစ်ရတဲ့ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်နော်ပရိသတ်ကြီးယောက်ျားယူတာလားမန်နေဂျာငှားထားလားမှတ်ရလားလိုက်တီလို့နဲ့ယောက်ျားအကြောင်းကိုထောက်ကြွားလာတဲ့ကစ်ကလေးပါအပြူဟိုင်းကြီးပွားမှာအိမ်အောင်ကြခဲ့တဲ့ကိကစ်ကတော့တာယာတဲ့အိမ်အောင်ရုပ်ကိုပိုင်ဆိုင်ထားတာမို့ကျင်းနဲ့ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။ဝင်ငွေများဆုံးထေချာမင်းသမီးတယောက်ဖြစ်တဲ့ကိကစ်ကတော့အနုပညာလောကမှာပရိသတ်အားပေးမှုကိုအရာဆုံးမင်းသမီးတယောက်လို့ပြောလို့ရပါတယ်။ချစ်စရာကောင်းတဲ့ရုပ်ရည်နဲ့အပြုမှုတွေကြောင့်အသက်30ကျော်ပြီးမဲ့ကလေးတယောက်လိုချစ်ဖို့ကောင်းနေသေးပါပဲ။ကိကစ်ကတော့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပရိသတ်ချစ်ခင်မှုကိုရတယ်လို့အမျိုးသားရဲ့တဲတဲလှုပ်ချစ်တာကိုခံနေရသူပါ။ကိကတော့အိမ်အောင်ကြအသိမကြပြီးမဲ့အမျိုးသားရဲ့အချစ်ကြောင့်ပိုပြီးပျော်ရွှင်နေတယ်လို့ပိုပြီးလှလာတာပရိသတ်တို့သတိထားမိမယ်ထင်ပါတယ်။အပြိုတော့ငါထပ်ပိုပြီးလှပနေရကတော့သူ့ရဲ့အထိမ့်သိမ်းမှုအမျိုးသားရဲ့အချစ်တွေကြောင့်လည်းပါပါတယ်။ကိရဲ့အမျိုးသားကတော့လုပ်ငန်းရှင်တတိတယောက်ဖြစ်ပေမဲ့ကိကိုဂယူးဆိုင်တဲ့နေရာမှာနှစ်ယောက်မရှိပါဘူး။ကိရဲ့အမျိုးသားနိုင်လင်းကျော်ကတော့မြန်မာနိုင်ငံကနာမည်ကြီးခရိုနီတတိတယောက်ပါ။ MG မြန်မာရဲ့ဥက္ကဋ္ဌတတမမြောက်အာယုံဦးပူတွဲတည်ထောင်သူ VV အချို့ကိုထုတ်လုပ်တဲ့ Green Circle ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌအနေနဲ့စီးပွားရေးနယ်ပယ်တွေမှာရှိနေတာပါစီးပွားရေးနယ်ပယ်မှာအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ကိုနိုင်လင်းကျော်ကတော့အနေအေးပြီးတော့တည်ငြိမ်သူတယောက်ဖြစ်ပေမဲ့မိမအပေါ်ချစ်တတ်တာကတော့သူ့အပြင်နှစ်ယောက်မရှိတဲ့ပုံစံပါပဲအလုတ်ကလည်းတခြားကိစ္စစိတ်ဝင်စားသူတယောက်ဖြစ်ပေမဲ့ကိနဲ့ပတ်သက်တဲ့အရာတိုင်းကိုအလေးထားပါတယ်ကိကတော့အမျိုးသားရဲ့အချစ်တွေကြောင့်ပျော်ရွှင်နေရတာကတော့အသေးချပါပဲအနုပညာအလုပ်တွေကိုရနာထားကြပြီးဖြစ်တဲ့ကိကအနုပညာလောကတွေကိုပြောင်းဝင်လာတာကလည်းအမျိုးသားဖြစ်သူကြောင့်ပါပဲအမျိုးသားပြည့်ခွန်အားနဲ့အနုပညာလောကတွေကိုပြောင်းဝင်လာပြီးပရိသတ်အချက်ကိုပြန်ရသလိုအကယ်ဒမီစုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။အကယ်ဒမီစုရတော့ကလည်းရားတဲ့ကစ်ထက်ပိုပြီးပျော်နေတာကအမျိုးသားဖြစ်သူပါပဲ။ရုပ်တည်နေတတ်ပေမဲ့မိန်းမဖြစ်သူစုရခြင်းမှာဖြစ်သွားတဲ့သူရဲ့ပုံစံကတော့ကြည့်မိသူတိုင်းကြည်နူးခဲ့တဲ့အထိပါပဲ။နိုင်ဖြိုးကျော်ကတော့ကစ်ရဲ့ပျော်ရွှင်မှုကိုအတူမျှဝေခံစားပေးခဲ့သလိုကစ်တရားလိုအပ်တာမှန်များလည်းအကုန်လိုက်ပြီးပံ့ပိုးပေးတတ်သူတယောက်ပါ။ဘလောက်တောင်ပံ့ပိုးပေးလဲဆိုရင်ယောက်ျားယူထားတာမန်နေဂျာငှားထားတာလို့ဆိုပြီးအထင်မှားရတဲ့အထိပါပဲ။ကစ်ကတော့အခုချိန်မှာလှကျင်တိုင်းလှနေတာကစိတ်ချမ်းသာအောင်ထားပြီးဘေးကလိုက်ပြီး queue site ဆောင်းလျှောက်ပေးနေတဲ့အမျိုးသားကြောင့်လို့ဆိုပါတယ်။အမျိုးသားဖြစ်သူကလုံးမအားလဲကစ်ရဲ့လိုအပ်ချက်တွေကိုဘေးနားကနေလိုက်ပြီးကြည့်ပေးလေးရှိပါတယ်။ဘလောက်တောင်ဘေးကနေလိုက်ပြီးအားဖြစ်လဲဆိုရင်စားတောက်စားတာကအစအလေးချင်းငလုပ်တာကအဆုံးပါပဲ။
ကဲစားမရင်လည်းဘေးနားကနေလိုက်ပြီးပြောပေးသလိုအစားများလို့ဝေးတက်တာကအစားကိုနိုင်ဖြိုးကျော်ကတိတာပါဝေးတက်လာပြီဆိုရင်လည်းလေ့ကျင့်ခန်းလုပ်ဖို့ဝေးချင်းမို့ဂရုတစိုက်ပြောတတ်တာမို့အဲ့ဒီချက်တွေနဲ့ကစ်ကတော့ဂျင်းနဲ့စရာဖြစ်ပါတယ်ကစ်ကတော့ဘေးနားကနေစိတ်ချမ်းသာအောင်ထားတဲ့အမျိုးသားကြောင့်အလှမပြတ်နေနိုင်တာဆိုပြီးပြိတ္တတွေကိုထုတ်ကြားလာခဲ့ပြီဖြစ်ပါတယ်အမျိုးသမီးတိုင်းကလှဖို့လိုအပ်တာကတော့အသေးချပါပဲနော်လှပကြော်ရှင်နေကိုယ်တိုင်လည်း confidence ရှိသလိုဘေးနားမှာရှိတဲ့ခင်မွန်းလည်းစိတ်ချမ်းသာတယ်ဆိုပြီးလှပခြင်းလျှို့ဝှက်ချက်ကိုထုတ်ပေါ်ပြောလိုက်တာပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့သူတော်တဆေရုပ်ရှင်စကားကြီးမှာရေးစားနဲ့ကွဲထားတဲ့အပြိုကြီးအမရာမောင်ဆိုတဲ့ character နဲ့ပါဝင်ထားပါတယ်ဆိုတဲ့မျိုးဆက်နေကြောပါပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့တရုတ်ဆောင်မျိုးဆက်နေကြောကတော့မကြခင်ရုံတင်ပြသားမဲ့သူတော်တဆေရုပ်ရှင်စကားကြီးမှာရေးစားနဲ့ကွဲထားတဲ့အပြိုကြီးအမရာမောင်ဆိုတဲ့ character နဲ့ပါဝင်တရုတ်ဆောင်ထားပါတယ်ဒီစကားကြီးမှာအမရာပါဝင်တဲ့ဇက်ရုပ်ကရေးစားနဲ့ကွဲထားတဲ့အပြိုကြီးအမရာမောင်ဆိုတဲ့ character နဲ့ပါဝင်ထားတာပါရေးစားဟောင်းနဲ့ပြန်ဆုံပြီးတော့တရေချောက်တယ်ဆိုတဲ့ဘုံကြီးကျောင်းမှာနှစ်ညပိတ်မိထားခဲ့တဲ့အကြောင်းလေးတွေလည်းပါပါတယ်ရေးစားအောင်ကလည်းထွန်းထွန်းပေါ့နော်သူနဲ့အဝေးပြေးကားပေါ်မှာပြန်ဆုံပြီးတော့အဝေးအိတ်ချင်းမှားရကနေအမနောက်ကနေပါလာတာပါကိုဦးလေးရှိတဲ့ဘုံကျောင်းကိုသွားရကနေသူတော်တက်စီ6တဲ့ဘုံကြီးကျောင်းမှာပိတ်မိခဲ့ကြတာပေါ့နော်လို့တရုတ်ဆောင်မျိုးစံကျော်ကပြောပါတယ် Indra Film Production ရဲ့ဇာတ်ကားကိုဇာညွှန်းမိုင်းကိုတော့ကိုအောင်ကြည့်ရေးသားထားပြီးတော့ဇလန်းနဲ့ဒါရိုက်တာအနေနဲ့ Academy မောင်မျိုးမင်းရှင်တွင်ဖြစ်ကအနုပညာအလုပ်တွေတောင်ကျမ်းမာရေးရည်ရနာထားမှု8နှစ်ကြာမှပကံဘက်မှာနှစ်ပေါင်း100ကျော်ရှိတဲ့ဘုံကြီးကျောင်းအိုကြီးမှာပြန်လည်ရိုက်ကူးပုံပေါ်ထားတယ်လို့သိရပါတယ်အမရဲ့နုပညာတက်တန်းမှာကိုအောင်ကြီးရေးတဲ့ဇာညွှန်းကိုပြောခဲ့ရတဲ့အမှတ်တရကားလို့လည်းပြောလို့ရပါတယ်ဒီကားကတော့ပရိသတ်တွေလည်းအကြိုက်တွေ့စေမယ့်စိတ်ဝင်စားစရာကောင်းတယ်လို့ကြောက်စရာလည်းကောင်းတဲ့ကားလေးပါရုံတင်ပြသရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်လို့သူမကဆက်ပြောပါတယ်တရုတ်ဆောင်နေအနေနဲ့ Academy ထွန်းထွန်း Academy ကြော်ရဲအောင် Academy ချမ်းသာကြည်ဆိုခင်လိုင်တွတ်တအောင်ရဲလွင်ဦး Brandoli အောက်ကကျော်မျိုးဆက်နေကျော်အင်ချစ်မောင်နတာကျော်ရဲအောင်အေးတီတာထက်လူစားတဲ့သူတွေပါဝင်တရုတ်ဆောင်ထားကြပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ One Lady Birthday Show in Mandalay မှာခုံနေရလို့မရှိအောင်အားပေးခဲ့တဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်လို့ဖွင့်ဟလာတဲ့အင်ချစ်ပါပရိသတ်ကြီးဂီတာလမ်းကြောင်းပေါ်မှာပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့အစောအင်ချစ်ကတော့အင်ချစ် One Lady Birthday Show in Mandalay မှာခုံနေရလို့မရှိအောင်အားပေးခဲ့တဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်လို့ဖွင့်ဟလာပါတယ်အင်ချစ်ရဲ့ One Lady Birthday Show မွေးနေ့ပွဲလေးမှာချစ်ပရိသတ်တွေကခုံနေရလို့မရှိအောင်အားပေးကြလို့အရန်ကိုကျေးဇူးတင်ပါတယ်ဒီပွဲမှာခုံလို့မကြံတရားရဂိုင်းနှုံဆိုးအောင်ဖြစ်တဲ့အထိလာရောက်အားပေးကြတာပါအင်ချစ်ယုံကြည်ကြီးနဲ့ပွဲလုပ်ဖို့ကန်လှမ်းပြီးတော့အစားစားရရ marketing ပိုင်းတွေရော The Square ကကိုဝေဖြိုးနဲ့ The Square Family တွေလည်းကျေးဇူးတင်ပါတယ်တချင်းတွေအခါကမငီးမညူတိုက်ပေးပြီးအားသွန်ခွန်ဆိုင်နဲ့နားထောင်ချိန်မရပဲတိခတ်ပေးခဲ့တဲ့ Daily Gitter Band ရောအဲဒီနောက်မှာတော့မြစ်တာနဲ့အချက်ချင်းတွေနဲ့ရန်ကုန်ကနေမန္တလေးထိလိုက်ပြီးအားဖြည့်ပေးကြတဲ့ကိုဖိုးကကိုရဲလေးစားရသူတွေလည်းအားဖြည့်ရပါတယ်လို့အစိုးရအင်ချစ်ကပြည်သက်သိအောင်ဖွင့်ဟလာပါတယ်အဆိုပါရှိုးပွဲမှာတော့ပါဝင်အားဖြည့်သည်ဆိုပေးကြတဲ့အစိုးရဖြစ်ကြတဲ့ရဲလေး91ဆွဲပြည့် project ကဂျူနီယာချက်ကောင်ဘော်ဘီဆိုဆာချမ်းမြေမောင်ချိုစားရသူတွေနဲ့အတူ live and dance အကအပါဝင်တိသချင်းအပုတ်ကြီး35ပုတ်ကျော်သည်ဆိုဖျော်ဖြေခဲ့ရလေဖြစ်ပါတယ်အစိုးရအင်ချစ်ရဲ့ birthday show ကိုတော့ March 23 ရက်ညပိုင်းကမန္တလေးမြို့ The Square မှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်တငယ်ချင်းအင်ချစ်ကဒီပွဲအတွက်အများကြီးအားစိုက်ထားတာပါတငယ်ချင်းရဲ့ One Lady Show အောင်မြင်သွားတဲ့အတွက်အရန်လည်းဂုဏ်ယူပါတယ်သူတရက်မှလည်းမနာရဘူးအရန်လည်းပင်ပန်းပါတယ်တငယ်ချင်းတွေအတွက်လည်းရင်ပူရတယ်သူ့ရဲ့ performance အတွက်ရောအားလုံးအတွက်ပါစေတနာတွေလည်းအများကြီးထည့်ထားပါတယ်အတူပါဝင်သည်ဆိုဖျော်ဖြေပေးရလို့လည်းပြောပါတယ်လို့အစိုးရရဲလေးကပြောပါတယ်ချေရတဲ့ပြည်သက်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုလိုလူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့Selly Mama YouTube Channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်